နံပါတ်73ကနေ15ကျသူကစာပိုက်အတူလေးတွေကိုပေးထားတာပေါ့ဒါပေမဲ့အဲ့ဒီစာပိုက်အတူလေးတွေကအစင်လိုက်ဖြစ်မနေဘဲနဲ့ဝက်ကြတွေကိုသူကမှုေထားတာပေါ့နော်အဲ့ဒါအောင်မှကိုကစာပိုက်တစ်ပိုက်ဖြစ်ဖို့အတွက်ကိုဘဲစာကြောင်းပြီးဘာဆိုတာမျိုးပြန်ပြီးစီပေးရမှာပေါ့နော်အဲ့ဒါမျိုးကကြတော့အဲ့လိုစာဖတ်နိုင်တဲ့သူတွေစာရေးတတ်တဲ့လူတွေဆိုရင်ပို့ပြီးတော့လွယ်တယ်ပေါ့နော်ဆိုတော့စကားလုံးသိတာမသိတာထက်စာကြောင်းတစ်ကြောင်းဘာပြီးဘာလာမယ်ဆိုတာမျိုးပေါ့နော်ဒီမှာအဲ့လို strategy လိုမျိုးတော့အသေးချက်တဲ့ဟာမျိုးတွေတော့မပြောပေးချင်ဘူးပေါ့နော်ဒါပေမဲ့ဥမာဒီနံပါတ်73ခါမှာဆိုရင်ပထမစာကြောင်းကခရဲဆောဆိုပြီးတော့စထားတယ်ခရဲဆောဆိုစကားဆက်လေနော်အဲ့ဒါကြောင့်မို့လို့ဆိုစားပိုက်တစ်ပိုက်ကအဲ့ဒါကြောင့်မို့လို့ဆိုတာနဲ့တော့မစလာဘူးပေါ့နော်အဲ့လိုမှန်းပြီးတော့ဖြေရမယ်ဆိုရင်ကြည့်အောင်ခါနာဒါရာ၄ကြောင်းရင်ဖတ်ကြည့်မယ်နော်그래서 껍질째 먹기도 편하고 딱딱하지 않아서 식감도 좋다. အားကြောင့်မို့လို့တဲ့အခွန်မှာအကုန်လုံးဝါစားလို့ရတယ်စားလို့လွယ်ပါတယ်မာလည်းမမာပဲနဲ့ဝါရတာလည်းကောင်းပါတယ်တဲ့ texture ကောင်းပါတယ်တဲ့နာကြတော့신비 복숭아는 2017년에 한국에 처음 소개된 여름 과일이다. 복숭아가 peach리 နော်ဆိုတော့신비 복숭아 ကိုတဲ့2019နှစ်မှာကိုရီးယားကိုပထမဆုံးသူတို့မိတ်ဆက်လာတဲ့အဲ့ဒီဗာလဲနွေရာသီအသီးနှံတွေဖြစ်ပါတယ်တဲ့다른 복숭아에 비해 이른 시기에 먹을 수 있다는 것도 장점이다. နော်တခြား peach တွေနဲ့စားလို့ရှိရင်တခြားမမွန်တီတွေထက်စားရင်သူကပိုပြီးစောစောအချိန်စောစောစားလို့ရတယ်အချိန်စောစောသူ့ season မဟုတ်ရာသီသူ့ရာသီပုံမှန်တခြားပုတ်ဆုံငါတွေရဲ့ယာတီမဟုတ်သေးပဲနည်းနည်းပိုစောပြီးတော့သူကထွက်တယ်เนาะအဲ့ဒီလိုမျိုးစားလို့ရတဲ့ဟာကလည်းသူ့ရဲ့ကောင်းကွက်တစ်ခုဖြစ်ပါတယ်တဲ့ဒါကကြတော့ 껍질이 얇은 복숭아와 속이 부드러운 복숭아의 장점을 결합해 만들었다. အခွန်ပါတဲ့မမွန်ဒီနဲ့နော်အထက်ကအသားနူးညံ့တဲ့မမွန်ဒီရဲ့ကောင်းကွက်တွေကိုပဲသူကပေါင်းဆက်ပြီးတော့မျိုးဆက်ထားတာပေါ့နော်ဒီမျိုးอ่ะရှင်ဘီမျိုးอ่ะနော်ဆိုရှင်အဲ့ဆိုဒီမှာ၄ချောင်းမှာဘယ်ဟာအရင်လာမလဲဆိုရင်ရှင်ဘီပုတ်ဆုံငါအကြောင်းပြောရဲဆိုတော့သူ့အကြောင်းကိုသူက2019နှစ်မှာ2019ခုနှစ်မှာကိုရီးယားကိုပထမဆုံးဝင်လာတယ်ဆိုတဲ့အကြောင်းကအရင်ဆုံးဖြစ်မှာပေါ့နော်အဲ့တော့နာပြီးွားရင်သူကဘလိုမျိုးလဲဆိုတာကိုသိချအသေးစိတ်ရှင်းပြထားတဲ့ဟာအဲ့ဒီဟာကဒီမှာရာကော့ဂျီရီရိုင်ဘွန်းเนาะအဲ့ရနဲ့အဲ့ဒီစာကြောင်းနဲ့ဖြစ်မယ်ပြီးွားရင်ဒီလိုမျိုးအခွန်ပါတဲ့မျိုးဖြစ်တဲ့အတွက်ကြောင့်မို့ तू ကအခွန်မှာဝါစားလို့ရတယ်ဆိုတဲ့ဟာအပေါ်ဆုံးကဂါဖြစ်မယ်ပြီးသွားတော့မှတခြားဟိုဟာတွေထက်ဆိုင်ရင် तू အဲ့လိုအခွန်မှာဝါစားလို့ရတဲ့ဟာအပြင်တခြားမမွန်ဒီထက်ဆိုင်ရင်အချိန်ပိုစောစောရာသီ तू စောပေါ်တယ်เนาะအဲ့ဒီဟာနောက်ဆုံးအကြောင်းဖြစ်မယ်အဲ့ဒါဆိုရင်နာရာဂါဒါအဲ့ဒါအဖြစ်မှန်ပေါ့နော်နာရာဂါဒါဆိုရင်နံပါတ်1နံပါတ်14ကကြတော့ခါနာဒါရာအရင်ဖတ်ကြည့်အောင်ခါ아이가 감기에 걸려 밤새 큰 소리로 울었다. 칼리야 에미로 따냐롱 딴제이는 오게래. 나 아주머니는 아이가 많이 아팠냐며 오히려 걱정해 주셨다. 와 더이야래 칼리 아얌 니마 깜피다라 소비로래 세이당 부비게디래. 다 아침에 아이와 병원에 가려고 집을 나서다 옆집 아주머니를 만났다. 그래서 만나긴 자러 클레오 세용 거담 로레 애야니 아트마 엠베야 안디네 도레 라 나는 우는 아이를 달래면서도 울음소리에 이웃들이 깰까봐 걱정했다. 나 모니의 클레오 천이네랑 마베 디 모단장 애니나제니 노고물라로 세이쁘게미래 소행게미래 ဆိုတော့အဲ့ဒီမှာကြည့်လိုက်မယ်ဆိုရင်ပထမဆုံးလာလို့ရတဲ့ဟာကခလေးကအေးမိလို့အရင်ငိုတဲ့ဟာကိုအရင်ပြောပြရမှာเนาะအဲ့ဆိုဂါပေါ့เนาะပြီးရင်အဲ့လိုငိုလို့အင်းနီနာချင်းတွေနိုးမလားလို့စိတ်ပူတယ်ဆိုတာလာမှာပေါ့အဲ့တော့ဂါရာပြီးွားရင်ဆေးရုံခေါ်သွားဖို့တော့လုပ်တဲ့အချိန်မှာအတော်ကြီးနဲ့တိုးတယ်ဒါပြီးတော့မှအတော်ကြီးကတော့
အတန်ညောင်းcomplaint မတက်တဲ့အပြင်ခလေးအဆင်ပြေရလားဆိုပြီးတော့ခလေးကိုပို့တောင်ပူပန်ပေးခဲ့သေးတယ်ဆိုတာနောက်ဆုံးအကြောင်းလေးပေါ့နော်ဆိုတော့ခါရာဒါနာနံပါတ်2နံပါတ်15ကြည့်အောင်ခါနာဒါရာဆင်းလိုက်ရင်ဖတ်ကြည့်မယ်နော်최근 온라인 가구 구매가 늘면서 반품 사례가 많아지고 있다. အခုတလောမှာဆိုရင် online ကနေပြီးတော့ပရိဘောဂပစ္စည်းတွေဝယ်တဲ့သူတွေတိုးလာတဲ့အတွက်ကြောင့်မို့လို့တဲ့အဲ့ဒီတိုးလာတာနဲ့အမျှပြန်ပြီးတော့လဲကျင်တယ်တို့ပြန်ပြီးတော့ပတ်စံပြန်အန်းကျင်တယ်ဆိုတဲ့ဟာမျိုးတွေဖြစ်ပျက်တွေများလာပါတယ်တဲ့그런데 비싼 반품 비용으로 인해 피해를 보는 소비자가 늘고 있다. ဒါပေမဲ့အဲ့လိုမျိုးပစ္စည်းပြန်ပြီးတော့လဲတာမျိုးတွေငွေပြန်အန်းတာမျိုးတွေလုပ်တဲ့အခါမျိုးမှာပေးရတဲ့စရိတ်စကများတဲ့အတွက်ကြောင့်မို့လို့ဒီဝယ်သူတွေဘက်ကနေပြီးတော့နစ်နာမှုတွေထိခိုက်နစ်နာမှုတွေတိုးလာနေပါတယ်တဲ့다 자러 따라서 소비자는 구매 전에 반품 비용과 조건을 확인해야 한다. အားကြောင့်မလို့ဝယ်သူတွေကမဝယ်ခင်မှာเนาะပြန်ပြီးတော့ပစ္စည်းကိုပြန်ပို့တာတို့ပြန်ပြီးတော့အန်းတာတို့လဲတာတို့လုပ်တဲ့အခါမှာကြမဲ့ကုန်ကျစရိတ်တွေဘာတွေရှိလဲကိုယ့်ဘက်ကနေပို့ကားတွေခံရမှလားအဲ့လိုဟာတွေကိုသေချာစီစစ်ပြီးတော့မှဝယ်သင့်ပါတယ်လို့ပြောเนาะ라 업체가 까다로운 조건을 내세워 반품을 거절하는 경우까지 발생한다. တချို့ကုမ္ပဏီတွေဆိုတချို့ရောင်းတဲ့နေရာတွေကဆိုလို့ရှိရင်ဘယ်လိုမျိုးလဲဆိုတော့ပြန်ပြီးတော့ပစ္စည်းလဲတဲ့အခါမျိုးမှာဒီလို condition တွေအကုန်လိုက်နာရမယ်ဥမာထားပါတော့ပိုးကားတွေကိုယ့်ဘက်ကခံရမယ်တည်ပေးတဲ့ဟာတွေလည်းမရှိဘူးကိုယ့်ဘက်ကိုကားပေါ်တည်တင်ရမယ်အဲ့လိုမျိုးရှိမှာပေါ့နော်မျိုးစုံအဲ့လို condition တွေထည့်ထားပြီးတော့ပြန်လဲမပေးနိုင်ဘူးဆိုတာမျိုးလုပ်တဲ့ဟာမျိုးတွေတောင်မှပေါ်ပေါက်နေပါတယ်တဲ့အဲ့လိုဖြစ်ရတဲ့တောင်ရှိနေပါတယ်တဲ့ဆိုတော့ဒီ၄ချောင်းကြည့်လိုက်တဲ့အခါမှာဘယ်ဟာဖြစ်နိုင်မလဲပေါ့နော်ဒီလူတွေဝယ်တာများလာတယ်များလာတဲ့အမျှပြန်ပစ္စည်းပြန်လဲတဲ့အခါမှာကြုံရတဲ့ပြဿနာတွေဆိုတဲ့အတွက်ကြောင့်မလို့ဒီဂါပေါ့နော် 최근 온라인 가구 구매가 늘면서 반품 사례가 많아지고 있다 အဲ့ဒါကနေစမယ်ပြီးသွားလို့ရှိရင်ကြည့်လိုက်တဲ့အချိန်မှာ그런데 비싼 반품 비용으로 인해 피해를 보는 소비자가 늘고 있다. 온라인이ဝယ်တာတွေများလာပြီးတော့ပြန်လဲတာတွေလည်းများလာတယ်ပြီးွားရင်ပြန်လဲတဲ့အခါမှာကုန်ကျစရိတ်တွေကြီးတဲ့အတွက်ကြောင့်မို့လို့ customer တွေဘက်ကထိခိုက်နေတာမှုတွေရှိနေတယ်။ Okay အဲ့ဆိုဂါနာကသူကအစင်လိုက်လေးရဟုတ်တယ်နော်။ပြီးွားရင်ဒီနံပါတ်ဒါမှရေးထားတဲ့ဟာကြတော့အဲ့ဒါကြောင့်မို့လို့မဝယ်ခင်မှာဈေးစကတွေဘာတွေကန့်သက်ချက်တွေရှိလဲဆိုတာကိုတေချာစီစစ်ရပါမယ်ဆိုတဲ့ဟာအဲ့ဒါနောက်ဆုံးမှလာလောက်တဲ့ဟာမျိုးကြီးနော်။ဆိုတော့တို့ကဂါနာပြီးရင်အဒါကိုသွားပြီးတော့နော်ဒီတချို့ကုမ္ပဏီတွေဆိုရင်ကန့်သက်ချက်တွေအများများပြီးတော့လဲတာအောင်မေးမလဲတဲ့ဟာတွေတောင်ရှိနေပါတယ်ဆိုတာကိုအရင်လာပြီးတော့မှခုနပြောတဲ့နောက်ဆုံးအကြောင်းကိုထားလိုက်မယ်အဲ့တော့အဖြေမှန်ကခါနာရာဒါဆိုတော့နံပါတ်1အဲ့ဒါဆိုရင်16ကနေ18ကိုကြည့်အောင်괄호에 들어갈 말로 가장 알맞은 것을 고르십시오. 꼴라 테마 피보 어떤 여정 야구 유의바 사가오 유의바 그래서 넘버 16 지야. 북극 여우는 계절에 따라 털 색깔을 바꾸는 동물이다. мя우 요소 맛이 미구이리야. 야디우루 범마 무디비로 두아သူ့ရဲ့အမွှေးအယောင်တွေကိုပြောင်းတတ်တဲ့တိရစ္ဆာန်မျိုးဖြစ်ပါတယ်တဲ့။북극 여우의 털은 겨울에는 눈과 같은 흰색으로 여름에는 바위나 흙에 비슷한 갈색 빛으로 바뀐다. ဆိုတော့ဒီမြောက်ဝီရိုးစွန်မြေခွေးတွေရဲ့အမွှေးရာတဲ့စောင်းရာသီမှာဆိုလို့ရှိရင်နှင်းနဲ့တူတဲ့အဖြူရောင်ဖြစ်နေပြီးတော့နွေရာသီမှာဆိုလို့ရှိရင်တော့ကြောက်တုံးတို့မြေကြီးတို့နဲ့ခက်ဆင်ဆင်တူတဲ့အညိုရောင်ကိုပြောင်းပါတယ်တဲ့이러한 털 색깔의 변화로 북극 여우는 몸을 숨길 곳이 없는 북극의 특수한 환경에서도 천적으로부터 자신을 보호하고 사냥할 때 꼴랄 수 있다. ဖြည်းဖြည်းချင်းကြည့်အောင်ဆိုတော့အဲ့လိုမျိုးအယောင်မျိုးပြောင်းနိုင်တဲ့အတွက်ကြောင့်မို့လို့ဒီမြောင်းဝင်ရိုးစွန်းမြေခွေးတွေကဆိုလို့ရှိရင်သူတို့ခန္ဓာတကယ်ဆိုရင်ကွာမြောင်းဝင်ရိုးစွန်းမှာခန္ဓာကိုဖွက်ပြီးတော့ပုံလို့ရမယ့်နေရာနည်းပါတယ်
အဲ့လိုမျိုးအနေအထားမျိုးမှာသဘာဝအနေအထားမျိုးမှာတောင်မှပဲသူတို့ရန်သူတွေသူတို့ကိုမမြင်နိုင်အောင်သူတို့ကာကွယ်ဖို့နောက်ပြီးလို့ရှိရင်သူတို့ကနေပြန်ပြီးအမဲလိုက်တဲ့အခါမျိုးမှာကွက်လက်နိုင်ပါတယ်တဲ့ဆိုတော့အဲ့ကွက်လက်ထဲမှာထည့်မယ်ဟောက်ကြည့်အောင်နံပါတ်1 동료와 무리를 이룰အမဲလိုက်တဲ့အခါမှာကွက်လက်နိုင်တယ်ဆိုတဲ့ဟာကိုဒီနံပါတ်1ကကြတော့လုပ်ဖို့ကိုင်ဘတ်တွေနဲ့လုပ်ဖို့ကိုင်ဘတ်တွေဆိုတော့ဒီမှာတခြားအကောင့်တွေနဲ့ပေါ့နော်အဖွဲလိုက်အုပ်စုဖွဲ့နိုင်ဖို့တဲ့မဟုတ်ဘူးနော်နှစ်မော်ဂီကမဲမိုးလဲဒါကာကိုင်ဒီအရန်ဖြစ်နိုင်တယ်အဲဆိုသူ့ရဲ့အစာပေါ့နော်သူ့ရဲ့သားကောင်သူဖမ်းမဲ့သားကောင်နားကိုတိတ်လေးသွားနိုင်တယ်နော်အဲ့ဒါအများကြီးဖြစ်နိုင်တယ်နံပါတ်3 체온을 적절히 유지할ခန္ဓာကိုယ်အပူချိန်ကိုတမမျှတစေဖို့နံပါတ်4ကကြတော့ 발자국을 남기지 않을 ခြေရာမကြံအောင်နဲ့ဆိုတော့ဒီမှာသူကအမွှေးအယောင်ပြောင်းတာဆိုတော့အယောင်ပြောင်းတဲ့ဟာကြောင့်ပြောနေရလေနော်ပြီးတော့အဲ့လိုအယောင်ပြောင်းတဲ့အတွက်ကြောင့်မလို့ကိုကဒီမြေခွေးကသူ့အမဲလိုက်တဲ့အခါမှာသူ့ရဲ့သားကောင်နာကိုတိတ်လေးသွားတယ်ဆိုတာပို့ပြီးတော့ဖြစ်နိုင်တယ်တော့ဖြေမှန်နံပါတ်2 먹잇감에 몰래 다가갈 수 있다နံပါတ်9ကြည့်ရအောင်요즘 연필을 잡고 글씨를 반듯하게 쓰는 것에 어려움을 느끼는 아이가 많다. အခုတလုံးမှာဆိုရင်နဲ့ခဲတံကိုကင်ပြီးတော့တေချာစလုံးလေးတွေကိုလှနေအောင်ပေါ့နော်ဖြောင်းနေအောင်ရေးတတ်ဖို့ဝိုင်းနေအောင်ရေးတတ်ဖို့ကိုတဲ့အဲ့ရေးရတာကိုနည်းနည်းခက်တယ်နော်ခတ်တယ်လို့ထင်တဲ့ကလေးတွေများလာတယ်တဲ့မရေးတတ်ကြတော့ဘူးပေါ့နော်어린 나이부터 전자기기를 장시간 사용한 탓이다သူတို့ကဘာလို့ဒီလိုမျိုးလက်နဲ့စာရေးတာကိုခတ်တယ်လို့ထင်ကြရဲဆိုရင်ဒီကလေးတွေကအသက်ငယ်လေးနဲ့ဒီလျှက်စစ်ပစ္စည်းတွေထားပါဖုန်းတွေပါဖုန်းစခရင်တွေပါတယ်အဲ့လိုဟာတွေကိုပဲအချိန်အကြာကြီးအသုံးပြုရဲ့အတွက်ကြောင့်မို့လို့ပါတဲ့전자기기의 화면을 단순히 누르거나 미는 동작을 반복하다 보면 손에 있는 근육을 꼴라 못한다. ဆိုတော့ဒီဖုန်းမဲ့ပုတ်နေတဲ့ခါကြလို့ရှိရင်သူတို့ကเนาะအဲ့ဒီဟာကိုဒီတိုင်းနှိပ်ယုံမဲ့နှိပ်တာတော့တွန်းလိုက်တာတော့အဲ့လိုမျိုးတွေပဲလုပ်မယ်ဆိုလို့ရှိရင်လက်မှာရှိရဲ့ကြွက်သားတွေကိုတဲ့ကွက်လက်မလုပ်နိုင်ပါဘူးတဲ့เนาะအဲ့ဆိုရင်ကြည့်အောင်제대로 감싸지 못한다 ဆိုလို့ရှိရင်နံပါတ်1က 제대로 감싸다 ဆိုကောင်းကောင်းမွန်မွန်အုံမိုးတဲ့ကိုင်နေစုပ်ကိုင်နေပေါ့ 감싸다 ပြီးွားရင်빠르게 줄이지 못한다 မြန်တိုးအောင်လုပ်တယ်နော်မြန်အတိုးချုံးတယ်အဲ့လိုတွေပဲရှိတယ်တော့ကကြတော့ 충분히 사용하지 못한다 ဘာလဲကောင်းကောင်းမွန်မွန်အသုံးမပြုနိုင်ဘူးနံပါတ်4ကကြတော့ 완전히 회복하지 못한다 တစ်သက်လုံးပြန်မကောင်းနိုင်ဘူးဆိုတော့ဒီမှာဆိုရင်လက်မှာရှိတဲ့ကြွက်သားတွေကိုကောင်းကောင်းမသုံးနိုင်ဘူးဆိုတာဖြစ်ရမယ်နော်အဲ့တော့အဖြေမှန်충분히 사용하지 못한다 다음에နောက်ကဟာဆက်ဖတ်လိုက်ပါဦးမယ် 그래서 전문가들은 소 근육이 발달하는 11세까지 손가락을 움직여서 하는 놀이를 많이 하도록 하는 것이 좋다고 말한다. အဲကြောင့်မလို့professional တွေကဘာပြောလဲဆိုလို့ရှိရင်ဒီစက်သားအသေးလေးတွေဖွံ့ဖြိုးတိုးတက်တဲ့အသက်17နှစ်အရွယ်ရောက်တဲ့အချိန်ထိဒီလက်ချောင်းလေးတွေကိုလှုပ်ရှားရှားလုံနိုင်တဲ့လှုပ်ရှားရှားလုပ်ပြီးတော့သုံးပြရတဲ့ကစားနည်းတွေကိုများလောက်ခိုင်းတာကောင်းတယ်လို့ပြောကြပါတယ်เนาะနံပါတ်18ကြည့်အောင် 고인돌은 옛날 청동기 시대의 무덤이다. 고인돌ဆိုတာ돌ကကြောက်တုံးလေးเนาะအဲ့လိုမျိုးဒီကကြတော့ 청동기 시대ဆိုတာကြေးခေတ်ပေါ့နော် bronze age လို့အဲ့ခေတ်တုန်းကကြောက်ခေတ်နှောင်းအဲ့လိုမျိုးအဲ့မှာတော့ကြောက်ခဲတွေကြောက်တုံးကြီးတွေကိုထပ်ထားတဲ့ဟာတွေရှိအဲ့ဒါတွေကအဲ့ဒီခေတ်ကနေဆိုရင်ဘာလဲဆိုရင်သူကတင်းကြိုင်းပေါ့နော်အဲ့လိုမျိုး고인돌은 받침돌 2개를 세우고 그 위에 덮개돌을 얹은 형태인데 덮개돌 하나의 무게가 수십 톤에 달하는 것도 있다. ဆိုတော့သူကဘယ်လိုမျိုးလဲဆိုကြောက်ခဲတို့မီချစ်ဆန်ထောင်းတို့မျိုးလေးအဲ့လိုကြောက်ခဲဒီအထောင်နှစ်ခုရှိမှကြောက်တုံးအထောင်နှစ်ခုကိုပေါ်မှာတစ်ခုကပြန်ပြီးထပ်ထားတဲ့ဟာမျိုး
နော်တကားပေါင်လိုမျိုးလေအဲ့လိုမျိုးဟာကိုပြောတာကွာဆိုတော့အဲ့ဒီအောက်ကအခန်းနှစ်ကြောက်တုံးနှစ်ခုကိုထောင်ထားပြီးတော့သူ့အပေါ်မှာမိုးအုပ်ထားတဲ့ကြောက်တုံးတစ်ပြားကိုထပ်ပြီးတော့ထပ်ထားတဲ့ပုံစံမျိုးပါတဲ့အဲ့ဒီအပေါ်ကထပ်ထားတဲ့ကြောက်တုံးရဲ့အလေးချိန်အားဆိုလို့ရှိရင်တစ်ခုကိုသူကတန်ပေါင်းများစွာနော်ရှိတယ်ပေါ့နော်အလေးချိန် 이와 같이 거대한 돌을 운반하고 세우려면 그만큼 많은 사람들의 힘이 필요했다. အဲ့လောက်လေးတဲ့ကြောက်တုံးကြီးတွေကိုဒီလိုမျိုးထောင်မယ်ထပ်မယ်ဆိုလို့ရှိရင်ဒီဟာတွေကိုတည်လာတဲ့ဟာရောထောင်ဖို့အတွက်ကိုလူတွေအများကြီးရဲ့အားအင်တွေလိုအပ်ပါတယ်တဲ့ 그래서 고인돌은 사람들을 불러 모아 무덤 만드는 일을 시킬 수 있을 정도로 사람의 무덤이었을 것으로 보인다. အဲ့ဒါကြောင့်မလို့ဒီကိုအင်းတို့လို့ခေါ်တဲ့အဲ့ဒီကြောက်တင်းချိုင်းတွေကဆိုလို့ရှိရင်လူတွေကိုစုပြီးတော့ခေါ်ပြီးတော့เนาะဒီမှာဒါလာလို့ဆိုပြီးတော့ခိုင်းလို့ရနိုင်တဲ့เนาะအဲ့လိုလူမျိုးရဲ့เนาะတင်းချိုင်းဖြစ်ဖို့များပါတယ်တဲ့ဆိုလို့ရှိရင်ဆိုရင်အမှတ်1 대단한 권력을 가진เนาะအာဏာကြီးတဲ့လူရဲ့တင်းချိုင်းဖြစ်နိုင်တယ်ဆိုဒီဥစ္စာမှန်နိုင်တယ်နော်နောက်တစ်ခုကြည့်အောင်체력이 굉장히 약한 하나고 치내래 무기를 잘 제작하는 낱낱 깡깡 통나이네 수명이 남들보다 짧은သူများထက်အသက်တိုးတဲ့ဆိုတော့ဆိုရင်လူတွေကိုကဲလာတင်းချိုင်းဆောင်မယ်ဒီဟာတွေအလေးကြီးတဲလာခဲ့ထောင်ဆိုပြီးတော့ခိုင်းနိုင်တယ်ဆိုလို့ရှိရင် 대단한 권력을 가진အာနာရှိတဲ့เนาะအာနာကြီးတဲ့သူရဲ့တင်းချိုင်းဖြစ်ဖို့များပါတယ်ဆိုတာပို့ပြီးတော့အဓိပ္ပာယ်ရှိရเนาะဆိုတော့18ရဲ့အဖြေမှာနံပါတ်1 대단한 권력을 가진နံပါတ်19 20ကြည့်အောင်도시의 도로는 대부분 물이 스며들지 않은 아스팔트로 뒤덮여 있다. ဒီမြို့ပြရဲ့လမ်းမတွေကဆိုလို့ရှိရင်များသောအားဖြင့်ရေစိတ်မဝင်နိုင်တဲ့ asphalt ဆိုတာဟိုဟာကတ်တရားเนาะကတ်တရားတွေနဲ့ဖုံးအုပ်ထားပါတယ်တဲ့ 그래서 비가 오면 빗물이 지하로 잘 흘러 들어가지 못해 지하수가 부족해지고 도로가 물에 잠기는 일도 자주 발생한다. အားကြောင့်မလို့မိုးရွာလို့ရှိလို့ရှိရင်မိုးရေတွေကမြေအောက်ကိုတေချာစိမ့်ဝင်စီးမျောမသွားနိုင်မဲနဲ့မသွားနိုင်တဲ့အတွက်ကြောင့်မို့လို့မြေအောက်ရေတွေလည်းနဲလာတဲ့အပြင်ကိုဒီလမ်းမပေါ်မှာရေကြီးရေရှမ်းတဲ့ကိစ္စတွေလည်းမကြာခဏဖြစ်ပါတယ်တဲ့ 그런데 최근 물이 잘 스며드는 도로 포장재가 개발되었다. ဒါပေမဲ့အခုလက်တလုံးမှာဆိုရှင်ရေတေချာစိမ့်ဝင်နိုင်တဲ့ဒီလမ်းမပေါ်မှာလမ်းခင်းတဲ့ပစ္စည်းပေါ့နော်ကတ်တရားလိုမျိုးဒီပစ္စည်းလမ်းခင်းတဲ့ပစ္စည်းတစ်မျိုးကိုတီထွင်လိုက်နိုင်ခဲ့ပါပြီတဲ့이 포장재에는 미세한 구멍이 많다. အဲ့ဒီသူတို့ထွင်ထားတဲ့ပစ္စည်းอ่ะဆိုလို့ရှိရင်ရေတွေစိတ်ဝင်နိုင်လောက်အောင်အဲ့လိုသေးငယ်တဲ့အပေါက်လေးတွေအများကြီးပါတယ်တဲ့ 그래서 빗물이 쉽게 통과해 지하수 자원이 보충된다. အဲကြောင့်မလို့မိုးရေတွေကအလွယ်တကူဖြတ်တန်းပြီးတော့အဲ့ဒီတဲကိုမြေကြီးထဲကိုဝင်သွားနိုင်တဲ့အတွက်ကြောင့်မို့လို့မြေအောက်ရေတယံဇာတတွေကိုပြန်ပြီးတော့ဖြည့်တင်းနိုင်ပါတယ်တဲ့꼴렛 하수구로 몰리는 빗물의 양이 줄어 도로 침수의 위험도 줄어들게 된다. ဆိုလို့ရှိရင်အရင်ကဆိုလို့ရှိရင်ကျတော့ဒီ manhole ပေါ့နော်ဒီမြောင်းပေါက်တွေကိုပဲမိုးရွာလိုက်ရင်ရေတွေကပြုံပြီးတော့တိုးတာပေါ့နော်အဲ့ခါကျလို့ရှိရင်မိုးရေပမာဏတွေကအဲ့လိုတနေရာတွေကိုပဲသွားတဲ့အတွက်တစ်ခါတလေရေကြီးတာတွေရေရှမ်းတာတွေဖြစ်နိုင်တယ်ပေါ့နော်အခုကကျတော့လမ်းမှာခင်းထားတဲ့သူ့ရဲ့ပစ္စည်းကရေစိမ့်နိုင်တဲ့ဟာမျိုးသာခင်းလိုက်မယ်ဆိုလို့ရှိရင်အဲ့လိုမျိုးဖြစ်တာတွေနည်းသွားမယ်အဲ့တော့ကြောင့်မလို့လမ်းတွေရေမြုပ်မဲ့အနေရတွေလည်းတဖြည်းဖြည်းညော့နေသွားပါလိမ့်မယ်နော်ဆိုတော့ဒီမှာသူကကွက်လက်ကနံပါတ်19မှာထည့်ရမယ့်ဟာကတိုဟန်ဖီတို့과연 반면ဒါရစကားဇက်တွေပေါ့နော်ဆိုတော့ခုနဟာကိုကြည့်မယ်ဆိုရှင်တကြောင်နဲ့သူ့ရဲ့ကွက်လက်ကိုပဲကြည့်ပြီးဖြည့်လို့မရအောင်ဒါတွေကသူကနောက်ဆုံးအကြောင်းဖြစ်နေတယ်နော်တစ်ပိုင်လုံးဖတ်လာပြီးတော့နောက်ဆုံးအကြောင်းဆိုတော့နည်းနည်းလေးအရှိရအကြောင်းကိုလည်းပြန်ကြည့်ရမယ်နော်ဆိုတော့ခုနဆိုရင်โอเค
အားကြောင့်မလို့ဒီပစ္စည်းနဲ့သာလမ်းခင်းရမယ်ဆိုရင်သူမှာအပေါက်လေးတွေပါတယ်အဲ့ဒါကြောင့်မလို့မိုးရေတွေကောင်းကောင်းဖြတ်တန်းသွားနိုင်ပြီးတော့မြေအောက်ရေတယံဇာတတွေဖြည့်တင်းနိုင်တယ်ဆိုလို့ရှင်အဲ့ဒါကြောင့်မို့လို့เนาะအဲ့လိုပြောရမယ်ထပ်ပြီးတော့ additional information ပေးတဲ့ပုံစံမျိုးเนาะဆိုတော့မြေအောက်ရေတယံဇာတတွေဖြည့်တင်းတဲ့အပြင်ကိုဒီပစ္စည်းကိုသုံးလို့ဆိုရှင်မြောင်းပေါက်တွေကိုပဲရေတွေကသွားတဲ့ဟာမျိုးမဖြစ်တဲ့အတွက်ရေကြီးရေရှမ်းမှုတွေလည်းလျှော့ချနိုင်တယ်ဆိုတော့သူကအပေါ်မှာသူ့ရဲ့ကောင်းကွက်တွေကိုတစ်ချက်ပြီးတစ်ချက်စီပြီးတော့ပြောနေတာဖြစ်တဲ့ကြောင့်မို့ထပ်ပြီးတော့ပြောရတဲ့အတွက်တိုဟန်ဆိုတဲ့ဟာเนาะဆိုတော့ဘာဖြစ်လို့ဘန်မြန်ဆိုတဲ့ဟာဆိုလို့ရှိရင်ကြတော့သူကအရှိရစာကြောင်းနဲ့ဖြောင်းမြန်ဖြစ်တဲ့ဟာမျိုးเนาะနံပါတ်2က B-Dog ဆိုဟာမျိုးကြလို့ရှိရင်B-Dog နဲ့စားတဲ့ဟာတွေကဘယ်လိုအဓိပ္ပာယ်မျိုးရှိလဲဆိုတော့အဲ့လိုပဲဆိုပါစီအောင်တော့ဒီလောက်လေးပဲရှိတယ်ဆိုပါစီအောင်တော့အဲ့လိုအဓိပ္ပာယ်မျိုးကွာဆိုတော့ဒီမှာမဟုတ်ဘူးเนาะပြီးရင် guayon ဆိုတာတကယ်ရောအဲ့လိုဖြစ်ပါမလားဆိုတဲ့ဟာမျိုးတွေမှာပို့သုံးတယ်ဆိုတော့ဒီမှာ तू ကokay ဒီဟာကိုသုံးရင်ဒီအချက်ကောင်းတယ်ပြီးတော့နောက်ထပ်ဒီအချက်လည်းထပ်ကောင်းတယ်အဲ့တော့အတွက်ကြောင့်မလို့ထပ်ပြီးတော့ပေးတဲ့သတင်းချက်လက်ဖြစ်တဲ့အတွက်နံပါတ်1တိုဟန်ကိုထည့်ရမယ်เนาะနံပါတ်20ကကြတော့အခုနစာပဲအဲ့ဒါကို 위구르의 주제로 가장 알맞은 것을 고르십시오. ခုနဖတ်လိုက်တဲ့စာပိုက်လေးရဲ့ခေါင်းစဉ်ပေးမယ်ဆိုရင်เนาะအဲ့ဒါကိုသူကဘာအကြောင်းအရာလဲအဓိက main topic ပေါ့เนาะအဲ့ဒါကဘာဖြစ်မလဲဆိုတဲ့ဟာကိုရွေးပေးခိုင်းတာနံပါတ်1ကြည့်အောင် 빗물은 지하수 오염을 줄이는 데 중요한 역할을 한다. မိုးရေအားတဲ့မြေအောက်ရေတွေညဉ့်ညမ်းစေမှုကိုရှော့ချတဲ့နေရာမှာအရေးကြီးတဲ့အခန်းကဏ္ဍပါဝင်နေပါတယ်ဆိုတော့မိုးရေနဲ့မြေအောက်ရေနဲ့အကြောင်းပဲအဓိကပြောနေတာမဟုတ်ဘူးเนาะလမ်းအကြောင်းပြောနေတာဆိုတော့ तू ကနံပါတ်1ကမဟုတ်နှစ်도로 포장재는 도시마다의 환경적 특성이 반영되어 있다. ဒီလမ်းခင်းတဲ့ပစ္စည်းတွေမှာတဲ့เนาะကတ္တရာလိုဟာမျိုးတွေမှာမြို့တိုင်းသူတို့မြို့တစ်မြို့ချင်းစီရဲ့သူတို့မြို့တွေမှာသူတို့မြို့တွေရဲ့သဘာဝပတ်ဝန်းကျင်အနေထားပေါ်မူတည်တဲ့ပစ္စည်းတွေကိုအသုံးပြုထားပါတယ်တဲ့အဲ့ဒါလည်းမပါဘူးเนาะဆိုတော့နံပါတ်3 도로 침수는 도시에 매우 심각한 피해를 입히는 요인 중 하나이다. ဆိုတော့ဒီမြို့တစ်မြို့မှာဒီအပျက်အစီးတွေဖြစ်တဲ့အခါမျိုးမှာအဲ့ဒီဘလို့အပျက်အစီးတွေလဲဆိုရင်အဲ့ဒီမှာလမ်းတွေရေမြုပ်တာဆိုရင်လဲ तू ကဒါserious ဖြစ်တဲ့အပျက်အစီးမျိုးတွေကတစ်ခုဖြစ်ပါတယ်တဲ့နံပါတ်4새 포장재가 지하수 부족과 도로 침수 문제 해결에 도움이 될 것이다. အခုသူတို့ထွင်လိုက်တဲ့လမ်းခင်းတဲ့ပစ္စည်းအသစ်ဟာဆိုလို့ရှိရင်တဲ့မြေအောက်ရေနှဲပါမှုနဲ့လမ်းပေါ်ရေတင်တဲ့ဟာတွေလမ်းရေမြုပ်မှုတွေကိုစတဲ့ပြဿနာတွေကိုဖြေရှင်းမှုအတွက်အများကြီးထောက်ကူပြုပါလိမ့်မယ်ဆိုတော့ဒီတစ်ခုလုံးမှာတို့ဖတ်လာရတဲ့မှာနံပါတ်4ရတာလင်းသူ့ရဲ့ခေါင်းစဉ်သို့မဟုတ်သူ့ပြောချင်တဲ့အဓိက topic အကြောင်းချုပ်ထားတဲ့စာကြောင်းလေးဖြစ်မယ်နော်ဆိုတော့အဖြေမှန်ကနံပါတ်4